လူတယောက်ဟာဖျားရှင်ကိုတောင်မယိုသေးပဲလမ်းပိတ်ပြီးစန့်ကျင်ရဲတယ်ဆိုရင်သူ့ဘဝအဆုံးဟာဘလို့ဖြစ်မလဲသူဟာတာမန်မင်းတစ်ပါးမဟုတ်ဘူးအလွန်မာနကြီးပြီးအညိုးထားတတ်သူဂေါရမဖျားဟာငါသမီးကိုစွန့်ပစ်သွားတဲ့သူငါသားကိုလည်းသူ့ရဲ့ရန်သူဖြစ်စေတဲ့သူဒီလိုမနာလိုမှုတွေအညိုးတွေကိုနှလုံးသားထဲမှာမီးလိုလောင်အောင်တင်ထားပြီးတနေ့မှာတော့မဖြစ်တဲ့အပြုအမူတစ်ခုကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့ငါဖျားရှင်ရဲ့လမ်းကိုပိတ်မယ်ဒီဆုံးဖြတ်ချက်ဟာသူ့ဘဝကိုအပြီးအပိုင်ပြောင်းလဲစေမယ်ဆုံးဖြတ်ချက်ဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ဘူးမင်္ဂလာပါဓမ္မမိတ်ဆွေတို့ရေဒီနေ့မှာတော့ဖျားရှင်ကြွသွားလို့မရအောင်လမ်းပိတ်ထားခဲ့လို့မြေမျိုးခံရတဲ့တုတ်ပဗုဒ္ဓဝိထုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိကြည့်ရှုပေးသွားကြပါနော်ရှေးအခါကအိန္ဒိယနိုင်ငံ၌ဒေဝထတိုင်းပြည်တွင်တုတ်ပဗုဒ္ဓအမည်ရှိသောဘုရင်ကြီးတယောက်အုပ်ချုပ်ခဲ့မှုပါတယ်ထိုတုတ်ပဗုဒ္ဓဘုရင်ကြီးသည်တခြားလူမဟုတ်ပဲဖျားရှင်ရဲ့ဦးကြီးတော်တယောက်လည်းဖြစ်တယ်လို့ရောက်ခမားလည်းတော်ဆက်ခဲ့သူလည်းဖြစ်ပါတယ်ပိုပြီးနားလည်အောင်ရှင်းပြရမယ်ဆိုရင်တော့ထိုတုတ်ပဗုဒ္ဓဘုရင်ဟာရတော်ရရာနဲ့ဒေဝဒတ်ကိုရဲ့ဖခင်အရင်ကြီးပဲဖြစ်ပါတယ်ထိုတုတ်ပဗုဒ္ဓတာကိဝင်မင်းကြီးသည်အပျော်ပါအလွန်မှတ်ပြီးတဲရီအရက်ကိုအလွန်အကျူးတောက်သုံးတတ်သူတယောက်ဖြစ်ပါတယ်သူ၏စိတ်ထဲမှာလေဖျားရှင်အပေါ်မှာထားတဲ့ရန်ကြိုးတစ်ခုရှိနေလေသည်အဲ့ဒါကတော့ဤတိတ္တထမင်းသားဂေါရမဖျားသည်ငါရဲ့သမီးတော်ရတော်ရရာကိုစွန့်ပစ်ကာတယောက်သေးတောထွက်သည်နောက်ပြီးငါရဲ့သားတော်ဒေဝဒာကိုလည်းသူကိုယ်တိုင်ယဟန်ဖြူပေးပါလေရဲ့ကောင်းမွန်စွာမထားပဲရန်သူအဖေတတ်မှတ်ထားလေ၏လို့တွေးတော်ပြီးအဲ့ဒီအချက်နှင်းချက်ကြောင့်ပဲတုတ်ပဗုဒ္ဓမင်းကြီးသည်ဖျားရှင်အပေါ်၌မထားတဲ့ရန်ညိုးကိုစိတ်ထဲမှာဖွဲ့နှောင်းထားလေသည်တနေ့သောအခါ၌ဖျားရှင်သည်ယဟန်တော်များခြံရက်ကမြို့ထဲသို့ဆွမ်းခံကြွတော်မူသည်ရှိသောတုတ်ပဗုဒ္ဓသည်ဖျားရှင်သွားလို့မရအောင်လမ်းကိုပိတ်၍လမ်းထိပ်မှာတဲရီတောက်နေလေသည်ထိုအခါ၌ဖျားရှင်သည်ယဟန်တန်ကအပေါင်းခြံရံလျက်ထိုတုတ်ပဗုဒ္ဓမင်းကြီးရှိရာအရက်သို့ရောက်ရှိလာလေသည်ဖျားရှင်ကြွလာပြီဟုတုတ်ပဗုဒ္ဓမင်းကြီးအားလူတွေကအတိပေပြောကြားကြလေတာဒီလမ်းကမသွားပဲရှေ့ကလမ်းမှသွားလို့ထိုဂေါတမအားသွားပြောလိုက်ဟုဆိုလေသည်ဤဂေါတမသည်ငါထက်ကြီးသောသူမဟုတ်ထို့ကြောင့်ထိုဂေါတမအားလမ်းခရီးကိုမပေးနိုင်ဟုဆိုလိုက်ပြန်လေသည်လူတွေကလမ်းဖေပေးရန်အကြိမ်ကြိမ်ပြောကြတော့လေထိုတုတ်ပဗုဒ္ဓမင်းကြီးသည်လမ်းမှဖယ်မပေးပဲနေများအတိုက်သာနေလေသည်ဖျားရှင်လေဦးကြီးတော်အထံမှလမ်းခရီးကိုမရတဲ့ချင်နောက်ဆုံးမှာထိုအရတ်မှဆုတ်ခွာကပြန်ကြွတော်မူပေးရလေသည်ဖျားရှင်ဆုတ်ခွာသွားပြီးနောက်ထိုတုတ်ပဗုဒ္ဓသည်ရဲ့တယိုယောက်ျားတယောက်ကိုခေါ်ကဂေါတမနောက်သို့လိုက်ပြီးသူပြောတာကိုနားထောင်ခဲ့ဟုစေလွတ်လိုက်လေသည်ဖျားရှင်လည်းပြန်လဲခဲ့သည်ရှိသောလမ်းမှာပြုံးတော်မူလေတာအရှင်အာနန္ဒမထေရကမြင်ပြီးမြတ်စွာဘုရားအဘယ်ကြောင့်ပြုံးတော်မူရပါသနည်းလို့မေးမြန်းတော်မူလေသည်ထိုအခါမြတ်စွာဘုရားကချစ်သားအာနန္ဒာတုတ်ပဗုဒ္ဓကိုမြင်၏လားဟုမိန့်တော်မူလေသည်မြင်ပါသည်ဖျားဟုလျှောက်လေသောငါကဲ့သို့သောဖျားရှင်အားကြွရလန်းခရီးကိုမပေးခြင်းအားဖြင့်ထိုတုတ်ပဗုဒ္ဓမင်းကြီးသည်ဝင်လေးသောအမှုကိုပြုပြီးတကားဒီနေ့မှစ၍ခုနှစ်ရက်မြောက်သောနေ့မှာထိုတုတ်ပဗုဒ္ဓမင်းကြီးသည်ပြာတစ်အောင်စောင်းတန်းချေရွင်းလိုက်မြေမျိုးခံလာတန်ဟုမိန့်တော်မူလေသည်တဟိုယောက်ျားတယောက်လည်းထိုမိန့်တော်မူသောစကားကိုကြားရပြီးလျင်တုတ်ပဗုဒ္ဓမင်းကြီးအထံသို့တွားရောက်ကာဖျားရှင်မိန့်တော်မူသောစကားကိုပြန်လည်ပြောကြားလိုက်လေသည်
ထိုတုပ္ပဗုဒ္ဓမင်းကြီးလည်းတယူရဲ့ပြောစကားကိုကြားလိုက်သောအခါဤသို့ပြောလေသည်ယခုအခါငါတူဂေါရမဖရာဆိုသောစကားမှာအပြစ်မရှိသည်သူပြောတဲ့စကားတိုင်းလည်းအမြဲတမ်းလိုလူလောက်မှန်လေတတ်သည်ဒါပေမဲ့ငါတူဂေါရမပြောတဲ့စကားမှာငါကို9 ရက်မြောက်သောနေ့မှာပြာသက်အောက်စောင်းတန်းချီရဲမှာမြေမျိုးခံလိုက်မယ်လို့နေရာအတိအကျနဲ့ပြောဆိုပြီးသည်ဒီနေ့မှစ၍ဂေါရမပြောတဲ့နေရာကိုမသွားဘဲနေပေးအံ့ဟု၍၎င်းထိုသို့မသွားဘဲနေသည်ရှိသောထိုစောင်းတန်းချီရဲ၌မြေမသွားခြင်းအားဖြင့်ထိုဂေါရမဖရာကိုမုတာဝါဒဖြင့်နှိပ်စက်ရပဲ့အံ့သို့ဟု၍၎င်းပြောဆိုပြီးလျင်ထိုသုပ္ပဗုဒ္ဓမင်းကြီးသည်မိမိရဲ့အသုံးအဆောင်ပစ္စည်းအားလုံးကိုဘုံ9 ဆင့်ရှိသောပြသက်အထက်သို့တင်ပြီးစောင်းတန်းလေကားကိုဖယ်ရှားဖြုတ်ထားစေလေသည်တကားတစ်ခု၌လည်းနှစ်ယောက်သောလက်ဝက်လက်တန်းတွေကိုထား၍တကယ်လို့မေ့၍အောက်ကိုဆင်းမိရဲ့ရင်ငါ့ကိုတားမြစ်ကြကုန်တော်ဟုပြောဆိုကာ9 ဆင့်မြောက်သောပြသက်အထက်ဝယ်ကျက်စီရရှိသောတိုက်ခန်းမှာနေလေသည်ဖယားရှင်သည်ထိုအကြောင်းကိုကြားသိတော်မူလျင်ချစ်သားယဟန်တို့သုပ္ပဗုဒ္ဓမင်းကြီးသည်ဘလို့ပဲပြသက်အထက်မှနေသည်ဖြစ်စေကောင်းကင်ကိုပြတက်၍ကောင်းကင်မှာတည်နေသည်မူလည်းဖြစ်စေလှေနှင့်သမှုတရားတို့ကူးဝင်သည်မူလည်းဖြစ်စေတောင်ကြားဥမင်လိုင်ခေါင်းတို့ဝင်သည်မူလည်းဖြစ်စေဖယားရှင်တို့မိမ့်မတ်အပ်တော်စကားတော်သည်ဘယ်တော့မှမမှားခဲ့တယ်ဆိုတာမရှိငါဖယားမိန့်ဆိုအပ်တော်အယက်မှာသာသုပ္ပဗုဒ္ဓမင်းကြီးသည်မြေမျိုးခံလက်တန်ဟုမိန့်တော်မူလေသည်ဒီလိုနဲ့9 ရက်မြောက်သောနေ့ရောက်လာခဲ့တာသုပ္ပဗုဒ္ဓမင်းကြီးရဲ့မင်္ဂလာစီးတော်မြင်းသည်အကြောင်းရင်းမရှိကထိတ်လန့်လန့်ထက်ကနယံတွေကိုကန်ကြောက်လေသည်သုပ္ပဗုဒ္ဓမင်းကြီးသည်ပြာသက်အထက်ကနေမြင်းရဲ့အတန်းကိုကြားလျင်ထိုအခါမြင်းကိုသူကိုယ်တိုင်ထိန်ရန်အတွက်နေရာအရက်မှထလာလိုက်လေသည်သုပ္ပဗုဒ္ဓမင်းကြီးနေရာမှထလာနဲ့တကားတွေဟာအလိုအလျောက်ဖျောက်ပွင့်ကုန်ကြပြီးဖယ်ရှားဖြုတ်ထားသောစောင်းတန်းလေကားသည်လည်းအရင်နေရာအတိုင်းပြန်လို့တည်ရှိနေလေသည်တကားမှစောင့်နေကြကုန်သောလက်ဝက်လက်ပန်းထည်တွေကလည်းထိုသုပ္ပဗုဒ္ဓမင်းကြီးကိုလယ်ပင်၌ကိုင်ကအောက်ကိုပစ်ချလိုက်ကြလေတာပြာတဲ့အောက်စောင်းတန်းချီရင်သို့ရောက်ရှိသွားလေသည်ထိုအခါမဟာပထဝီမီးကြီးသည်ဟင်းလင်းဖွင့်ကအကြောင်းထင်လာပြီးသုပ္ပဗုဒ္ဓမင်းကြီးကိုမျိုးသွားလေသည်မြေမျိုးခံလိုက်သွားတဲ့သုပ္ပဗုဒ္ဓမင်းကြီးသည်အဝီစီငရဲသို့ကြာရောက်သွားရှာလေသည်ဒီဇလန်းလေးကနေပေးတဲ့သင်ခန်းစာကတော့မကောင်းမှုဆိုတာလုပ်ပြီးရင်ပျောက်ကွယ်သွားမှာမဟုတ်ဘူးအချိန်တိုင်းရဲ့အကျိုးပေးပါတယ်ဘယ်နေရာကိုပဲထွက်ပြေးပါစေမလွတ်မြောက်နိုင်ပါဘူးဆိုတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဓမ္မဇာတ်လမ်းအများစွာကိုနားထောင်ခြင်းရင် channel လေးကို subscribe လုပ်ပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုအသစ်တွေမှာလည်းထပ်မံဆုံတွေ့ကြဖို့ညွှန်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ